အားလုံးပဲမင်္ဂလာပါနောက်လို event မှာ skin နှကောင်လိုချင်တဲ့သူတွေအတွက်ပြန်မြကုန်ကြစေနဲ့အနည်းဆုံး diamond ဘယ်လောက်သုံးရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ main ရက်နေ့မှာ weekly ပတ်တစ်ပတ်စာကိုထည့်ပေးရပါမယ်။ပြီးတော့ရင် main ရက်နေ့နဲ့ May 6 ရက်နေ့နေ့လယ်2နာရီခွဲမတိုင်ခင်အတွင်းမှာ diamond 1000ကိုထည့်ပေးရပါမယ်။ကျွန်တော်ကတော့ main ရက်နေ့မှာထည့်တဲ့ပုံစံနဲ့ပဲတွက်ပြထားပါတယ်။ diamond ထည့်ပြီးသွားရင်တော့ကျွန်တော်တို့ဒီကနေ free တုံကင်း8ခုရပါမယ်။ပြီးတော့ရင် daily discount နဲ့တစ်ချိန်လှည့်ပေးရမယ်။ iCleaner တကယ်နဲ့ဆိုရင်ဒီနေ့တနေ့တည်းကို10ချိန်ပြီးသွားပါပြီ။ပြီးရင်May 3 ရက်နေ့May 9 ရက်နေ့ထိ daily discount နဲ့တစ်ချိန်စီလှည့်ပေးရမယ်။10ရက်နေ့ရောက်ရင်တော့10 draw ကို diamond 450နဲ့လှည့်ပေးရပါမယ်။ဒါဆိုရင် draw လုပ်တာအချိန်20ကျော်သွားတဲ့အတွက်ကျွန်တော်တို့ free token တကယ်ထည့်ရပါမယ်။9ရက်နေ့ရောက်ရင်တော့ phase 1လာပါပြီ။အဲ့ဒီကျရင် weekly ပတ်နှစ်ပတ်စာနဲ့ diamond 850ကိုထည့်ပေးရမယ်။ပြီးတော့ရင် diamond 450နဲ့10 draw ကိုလှည့်ပေးရပါမယ်။ဒါဆိုရင်တက်စီအကုန်လုံးပြည့်သွားတဲ့အတွက် free token နဲ့19ခုရပါမယ်။အားလုံးပေါင်းလိုက်ရင်တော့65ချိန်ဖြစ်သွားပါပြီ။ပြီးတော့ရင်တော့မေလ10ရက်နေ့ကနေမေလ22ရက်နေ့ထိ daily discount နဲ့တစ်ရက်ကိုတစ်ချိန်စီလှည့်သွားပေးရပါမယ်။အမှ73ချိန်ရပါမယ်။မေ23မှာတော့ phase 2လာပါပြီ။ phase 2မှာတော့ weekly ပတ်3ပတ်စာနဲ့ diamond 850ကိုထည့်ပေးရပါမယ်။ပြီးရင် diamond 450နဲ့10 draw လှည့်ပေးရပါမယ်။အဲ့ဒါဆိုရင် free token 29ခုထည့်ရပါမယ်။ဒါဆိုရင်စုစုပေါင်း139ချိန်ရှိသွားပါပြီ။ပြီးတော့ရင်မေ24ရက်နေ့မေ29နေ့10 draw နဲ့တစ်နေ့ကိုတစ်ချိန်စီလှည့်ပေးရပါမယ်။ဒီမှာအချိန်40ရပါမယ်။ပြီးတော့ရင် draw 130ပြီးသွားတဲ့အတွက် free token 10ကတ်ထည့်ရပါမယ်။စုစုပေါင်း169ချိန်ပြီးရင်မေလ28ရက်နေ့ကနေဇွန်23ဒီ daily discount နဲ့တစ်ရက်ကိုတစ်ချိန်16ရက်လှည့်ပေးရပါမယ်။ဒီအချိန်စိတ်ကန်းနေဆိုရင်စုစုပေါင်း193ချိန်ရပါမယ်။ပြီးရင်ဒီမှာအချိန်190ပြီးသွားတဲ့အတွက် coin 280ထည့်ရပါမယ်။ဒါဆိုရင်တော့ skin နှကောင်ရနိုင်ပါပြီ။တကယ်လို့ကံမကောင်းရင်တော့9ချိန်ဖြစ်ဖြစ်10ချိန်ဖြစ်ဖြစ်ထပ်လိုက်ရနိုင်ပါတယ်။ Telegram channel မှာလည်း skin နှကောင်ဖောက်တဲ့ဇာတ်ဆွဲပေးထားပါတယ်။နောက်ပြီးတော့ကျွန်တော်ရဲ့ Telegram channel မှာ diamond တွေကိုဇီနုံတက်တာစာနဲ့ရောင်းချပေးနေတာဖြစ်လို့ channel ကိုလာရောက် join ထားဖို့လည်းမမေ့နဲ့အောင်နော်။